material ပါအဲ့တော့ဗမခတယောက်ပေါ့နော်တာနှစ်ယောက်ရဲ့အမေတယောက် digital business owner နဲ့အမှတ်ထားတယောက်အနေနဲ့ပေါ့နော်ဒီနေ့မှာတော့အားလုံးပေါ့နော်သိကြမယ် page productivity ဆိုတဲ့အကြောင်းလေးကိုရှင်မက share ချင်ပါတယ်အဲ့တော့ရှင်မဒီလုပ်ငန်းလုပ်ကိုင်ကစားဆိုလို့ရှိရင်ရှင်မကဘာတွေလုပ်နေလဲဆိုလို့ရှိရင် training တွေကြည့်ရတယ်ပြီးလို့ရှိရင်ဗီဒီယိုတွေပေါ့နော်တစ်ခုပြီးတစ်ခုရှိတဲ့ contact တွေ plan တွေအဲ့ဒါတွေအားလုံးပေါ့နော် to do list တွေအမြဲတမ်းမပြတ်လုပ်နေတာပေါ့နော်ဒါပေမဲ့လို့ကျမညရောက်တဲ့အချိန်မှာစဉ်းစားကြည့်လိုက်တော့ကြတော့ဒီနေ့ပေါ့နော်ငါဘာတွေလုပ်ခဲ့တယ်လဲဆိုရှိတဲ့အချိန်မှာဒီမှာ training တွေဘယ်လောက်ချီပေါ့နော် contact တွေဘယ်လောက်ပဲ plan တွေချထားကျမတို့မှာပေါ့ကိုယ်10ခုလောက်ရှိတဲ့ထဲကပေါ့နော် action တစ်ခုမှမရှိလာဘူးအဲ့ဒါဆိုလို့ရှိရင်ကျမကိုယ်တိုင်ကတော့ဒါပေါ့နော်တကယ်ကိုအလုံးများနေတာပဲအလုပ်တွေရှုပ်နေတာပဲလို့အောင်မေ့ချင်းအောင်မေ့မယ်ပေါ့နော်ခံယူခြင်းခံယူထားမယ်ဒါပေမဲ့တရားကပေါ့နော်ရလက်တစ်ခုမှမထွက်လာတဲ့အတွက်ကြောင့်မို့ဒါကလှုပ်နေတယ်လို့မပြောနိုင်ဘူးပေါ့နော်ဒါကို fake productivity လို့ခေါ်ပါတယ်အဲ့တော့ပေါ့နော်ကျမတို့အနေနဲ့10ခုလုံနေတဲ့အကျူတွေပေါ့နော်10ခုအကြောင်းအရာ10ခုလေ့လာနေတဲ့အကျူတွေက action တစ်ခုမှမပါဘူးဆိုလို့ရှိရင်ဒါက fake productivity ပဲဖြစ်ပါတယ်အဲ့တော့အမေဆွေတို့ရောစဉ်းစားကြည့်ဘူးလားပေါ့နော်ဒီလိုမျိုးအဲ့တော့ကျမတို့တွေဒါ contact ရေးစရာရှိရင်ရေးလိုက်message ပို့စရာရှိရင်ပို့လိုက် video contact လေးရိုက်စရာရှိတာရိုက်လိုက်အဲ့တော့ live လုပ်ချင်တယ်ဆိုရင်လုပ်လိုက်ပေါ့နော်ဒီလိုမျိုးလေးတွေချက်ချင်း action ယူသွားတာကဘယ်လိုပြောလဲto do list ကိုချထားပြီးတော့ action တစ်ခုမှမလုပ်ဖြစ်တဲ့အထူးနဲ့ပေါ့နော်တစ်ခုချပြီးကကြမှာတစ်ခုတည်းပဲ action ယူပြီးလုပ်သွားတဲ့အထူးကပို့ပြီးတော့ရောက်သွားတာပါပဲအဲဒါကြောင့်ပေါ့နော်ကျမတို့အောင်မြင်မှုတွေကိုလိုချင်နေဆိုလို့ရှင်ဘာဖက်ဖြစ်အောင်မဆိုနဲ့ပေါ့နော်အဲ့တော့တကယ်ကျမပေါ့နော်ကျမရဲ့အတိမှာပေါ့နော်သင်ခန်းစာရလိုက်တာကဘာလဲဆိုလို့ရှိရင် knowledge တဲ့ပေါ့နော်action တွေတိုးလာဖို့ကိုသာလျှင်ကျွန်မကအဓိကထားတဲ့ဆိုတဲ့အချက်ကလေးကိုရလာတာပဲဖြစ်တယ်ပေါ့နော်အခု TPT ကိုခိုးရှိနေတဲ့အမိတ်ဆွေတို့အနေနဲ့ရောကိုလုပ်เสียရှိတဲ့အလုပ်တွေကိုနော်ထုတ်လိုက်ပါအဲ့တော့တင်တန်းကြီးအများကြီးတက်နေရတယ်ပေါ့နော်တင်တန်းတစ်ခုတည်းတက်ပြီးခါကြမှာအဲ့ဒီတစ်ခုတည်းကိုပဲပေါ့နော်ပြည့်ဝအသုံးချနိုင်တဲ့အထိရလက်ထွက်လာတဲ့အထိလုပ်နိုင်တာကပို့ပြီးခါကြမှာရှေ့ရောက်ပါတယ်အောင်မြင်ပါတယ်ဟုတ်ကဲ့ပါစမပေါ့နော် digital business နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းမျှဝေပေးနေမှာဖြစ်တဲ့အတွက်ကျမရဲ့ဒီ channel လေးကို like and comment ပေါ့နော်လုပ်ခဲ့ပေးကြပါအောင်ရှင်းကျေးဇူးများကြီးတင်ပါတယ်